မင်္ဂလာပါရှင် Radio Veritas Asia အာရှသမารတရားအသံလွှင့်ဌာနမှာမြန်မာဘာသာအစီအစဉ်များကိုစတင်အသံလွှင့်နေပါတယ်။နေ့စဉ်မြန်မာစံတော်ချိန်နနက်6:00 နာရီမှ6:30 မိနစ်30အထိ RVE မြန်မာ Facebook စာမျက်နှာနဲ့ RVE မြန်မာ YouTube Channel တို့မှာအသံလွှင့်ပေးနေပါတယ်ရှင်။သောတာရှင်ဓမ္မမိတ်ဆွေ RVE Fan များအားလုံးဖျားရှင်ရဲ့ကောင်းချီးမင်္ဂလာကျေးဇူးတော်များခံစားရပါစေကြောင်း RVE မြန်မာဝိုင်းတော်သားများအားလုံးရဲ့ကိုစားကျမ Sister Lucia တနအောင်ကနှုတ်ခွန်းဆက်ပါရရှင်မင်္ဂလာပါခင်ဗျာမွေးနေ့ဓမ္မတေးလက်ဆောင်ကဏ္ဍကိုကျွန်တော်ကျုံဝင်းစောထွန်းကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့မေလ14ရက်နေ့မှာကျရောက်တဲ့မွေးနေ့ရှင်များကတော့မိထီလာမြို့မှာမလေးမှာညောင်ဦးမြို့မှာကတ်ထရင်တင်ဝင်နမ်တူမြို့မှာကျော်စင်ဦးမင်းုံမြို့မှာအေတီတာလွင်ရန်ကုန်မှာတနာခိုင်လန်ဒန်မှာသောမတ်မန်းခုတ်ခိုင်တို့ပဲဖြစ်ပါတယ်ဒီကနေ့မေလ14ရက်နေ့မှာကျရောက်တဲ့မွေးနေ့ရှင်များကြည့်ရှုနားဆင်အားပေးနေသူများတောင်းဆိုထားကြသူများအားလုံးပေါ်အဖဖရာသခင်ရဲ့ကောင်းကြီးတော်များစတဲ့တဘို့တိုး၍ခံစားရပါစေကြောင်းအရှက်သမားတရားမြန်မာဝိုင်းစီတင်မှာဝိုင်းတော်သူဝိုင်းတော်သားများနဲ့အတူကျွန်တော်ကျုံဝင်းစောထုံးကနေစုမုံကောင်းတောင်းပေးရင်တည်တံ့ရှင်နေနေတည်ဆိုထားတဲ့နှွေးထွေးတဲ့အရေးစစ်ဆိုတဲ့ဓမ္မသချင်းကိုတင်ဆက်ပေးလိုက်ပါတယ်အမောင်တွေတဲ့မွန်ချင်နေခဲ့ဘယ်သူကများကူစားနိုင်မလဲကိုရရှင်ထကိုဝင်နာဖို့အင်တွေချူတဲ့နေခဲ့သူဝင်ကပါလို့ပဲကျွန်တော်ရဲ့ဘဝတဲ့အနာစာတွေနဲ့လမ်းရှောင်နေခဲ့သူချင်နာသူတူလက်ကမ်းချုံနေခဲ့မြင်မြတ်သောအမိတံပါမှာအမေရဲ့ကြီးမမြတ်တာတော့အချင်းသူရဲ့ရိတ်မခိုးလုံးခံပေးသူမေရတပါမဘဝရဲ့အလင်းရောင်ရှာဖွေတကယ်ပါခိုးလုံးရရင်ဝင်စီတော့တကယ်ပါခိုးလုံးရရင်ခွင်စီတော့Ave Maria Ave Gonna teach you me the chile ယုံကြည်ပါဗျာရဲ့မိခင်
President Kenya Channel Sado Nikumana Mapando, Digania, Pasca Gala Settlement Rembaye, Sada Brini Pide, Digania, Tamanoji Shin, Matia, Saint Matthias, yes, Pueni Le Pit, Tamanoji Shin Matia Suraga, Tamanoji Sanapadama, Shura Iscaria Mashura Nabaima, Vianiago second Buddha, candidate Neo Tegani, Mechare Kama, Shin Matiaga, Mejare Kama, Tamanoji, Shin Jura Iscaria Niama, Southingate. သူရတာဝန်တွေကိုထမ်းဆောင်ခဲ့တဲ့တမန်တော်ကြီးတစ်ပါးဖြစ်ဒီကနေ့သူ့ရဲ့ဘဝကနေကျွန်တော်တို့တွေသင်ခန်းစာယူစရာကမဲချပြီးရွေးချတယ်ဆိုပြီးမဲ့မဲနိုင်ပြီးရွေးရဆိုပြီးမဲ့ဒါကဘုရားရှင်ရဲ့အစီအမံတော်ကြောင့်သူကဒီနေရာကိုရခဲ့တာဖြစ်တယ်လို့ကျွန်တော်တို့တွေသုံးသပ်လို့ရတယ်ဘုရားရှင်ရဲ့ကျေးဇူးတော်မပါရင်သူမဲပါခင်မှာမဟုတ်ဆိုလိုတာကကျွန်တော်တို့တွေဘဝမှာကိုနေရာတနေရာကိုရောက်တယ်အနေအထားတစ်ခုအချိန်တစ်ခုကိုရောက်တယ်ဒီခါမှာကျွန်တော်တို့တော်တော်များများထင်တာငါစူးစမ်းလို့ငါနဲ့ထိုက်တန်လို့ထင်ကြတကယ်တော့ကိုယ့်ရဲ့စူးစမ်းမှုကိုယ့်ရဲ့ထိုက်တန်မှုက900%လောက်ပဲရှိကျန်တာကဘုရားရှင်နဲ့အတူဘုရားရှင်ရဲ့အကြံစီတော်ဘုရားရှင်ရဲ့အစီအမံတော်နဲ့ကိုယ့်ဘဝဝင်ခြင်းမှာရှိတဲ့သူတွေရဲ့ပါဝင်မှုကြောင့်ဖြစ်ဒါကိုကျွန်တော်တို့တွေမေ့လို့မရဒါကြောင့်ကိုယ်နေရာတစ်ခုအနေထားတစ်ခုကိုရောက်တဲ့အခါတိုင်းမှာငါအကြောင်းဆိုတဲ့မာမာနာထက်ဘုရားရှင်ရဲ့ကျေးဇူးတော်ကြောင့်ရဲ့ကိုဘေးမှာရှိတဲ့သူတွေရဲ့ပါဝင်ခြင်းပူပေါင်းခြင်းသူတို့ရဲ့ဆူတောင်းပေးခြင်းတွေကြောင့်ဖြစ်တယ်ဆိုတာကိုအမြဲတမ်းသတိရပြီးတော့ကိုရနေတဲ့နေရာကနေပြီးတော့အဲ့ဒီလူတွေကိုပြန်ကြည့်ရမှာဖြစ်တယ်ကိုအတွက်ကိုလုံနေတာတဲ့ကိုရနေတဲ့နေရာကိုရှိနေတဲ့ယာရုနေရာအခြေအနေပေါ်ကနေပြီးတော့ရလာတဲ့ခွင့်ရည်တွေကိုကိုဘေးနာကလူတွေအတွက်ကိုကိုဒီလိုဖြစ်အောင်လုပ်ပေးခဲ့တဲ့သူတွေအတွက်ပြန်ပြီးတော့အကျိုးပြုကြရမှာဖြစ်တယ်ဘုရားရှင်ကိုကျေးဇူးတင်ရင်းနဲ့အဲ့လိုလှုပ်ဆောင်ကြရမှာဖြစ်တယ်ဒါကဒီတမန်တော်ကြီးရှင်မတီယက်ကနေဘွယ်ပေးတယ်ကျွန်တော်တို့ဘဝအတွက်အလေးချင်းတစ်ခုဖြစ်နောက်တစ်ခုဒီနေ့ကြားနာရတဲ့ဧဝံဂေလိကျမ်းစာတော်များကရှင်ယောဟန်ဧဝံဂေလိကျမ်းအခန်းကြီး15အပိုင်ငယ်9ကနေ19ထိကိုဖြစ်ဒီကနေ့မှာကျွန်တော်တို့ဘဝအတွက်ဒီတမန်ကျမ်းစာတော်များဧဝံဂေလိကျမ်းစာတော်များကနေသင်ကြားပေးနေတဲ့တရားတစ်ခုရှိအဲ့ဒါဘာလဲဆိုတော့ဒီနေ့ကျမ်းစာကိုဖတ်ချင်းမှာသူတစ်ဖြစ်ဒီနေ့ကျမ်းစာတွေကကျမ်းပိုက်လေးတစ်ပိုက်စာထောင်းလေးတစ်ချောင်းဒီရာကိုဖတ်ပြီးတဲ့အခါမှာကျွန်တော်စိတ်ထဲမှာပေါ်လာတဲ့အရာလေးတစ်ခုရှိအဲ့ဒါဘာလဲဆိုတော့မိမိမိတ်ဆွေများအဖို့တဲ့မိမိအသက်ကိုဆွန့်လွတ်သောချစ်ချင်းမြတ်တာတဲ့ပိုရကြီးမြတ်သည့်ချစ်ချင်းမြတ်တာမျိုးမရှိဒီနေ့မျက်မှောက်ခင်မှာကြုံနေရတဲ့အရာတွေကိုပြန်ကြည့်ပြီးတော့ကျွန်တော်စိတ်ထဲမှာပေါ်လာတဲ့အရာဒီလိုရှိမိမိကိုယ်ကျိုးအတွက်မိမိမိတ်ဆွေများအသက်ကိုဆွန့်လွတ်သောအတ္တထက်ပိုရကြီးသည့်အတ္တမျိုးမရှိဒီနေ့မျက်မှောက်ခေကိုကြည့်ကိုယ်ကျိုးတွေဆိုရင်ညီကိုမောင်နှမရင်လည်းမရမိတ်ဆွေရင်လည်းမရလှုပ်ဖို့ကင်ပဲချင်းလည်းမရဘသူတည်ငှက်တင်မာရင်ပြီးတော့စိတ်ထားမျိုးတွေရှိနေကြကိုမြင့်ရောက်ဖို့တဲ့ဘသူကိုပဲချနင်းရဆိုတဲ့စိတ်ထားမျိုးတွေရှိနေကြဟိုဆိုတာကသူတစ်ပါးရဲ့ဒုက္ခကိုကိုယ့်ရဲ့ကိုယ်ကျိုးအတွက်အသုံးပြုနေကြတဲ့သူတွေအများကြီးရှိတယ်အဲ့လိုလူတွေအတွက်ဒီနေ့သခင်ခရစ်တော်ပေးတဲ့တရားကသခင်ခရစ်တော်ကတော့ကိုယ့်ရဲ့မိတ်ဆွေများအတွက်ကိုယ့်ရဲ့အသက်ကိုစွန့်လွတ်ချစ်ချင်းမြတ်တာတဲ့ဘိုးရဲ့ကြီးမြတ်ချစ်ချင်းမြတ်တာမျိုးမရှိမ
ကျွန်တော်တို့အသက်မပြောနဲ့နော်ကိုယ့်ရဲ့မိတ်ဆွေတွေအတွက်ကိုယ့်အသက်ကိုမပြောနဲ့ကိုယ့်ရဲ့နေရာကိုယ့်ရဲ့ပိုင်ဆိုင်မှုခါလီမှာကိုယ့်ရဲ့ပိုင်ဆိုင်မှုတော့မဟုတ်ပါဘူးသူများရဲ့ပိုင်ဆိုင်မှုကိုကိုကနေတဆင်ပြန်ပေးရမှာမျိုးတော့တွန့်တွန့်နေတဲ့ကြတယ်တွေ့ဝေနေတဲ့ကြဒီနေ့မှာသခင်ခရစ်တော်ကအဲ့ဒီຢာတွေကိုကိုပြန်လဲသုံးသပ်ဖို့အတွက်ကျွန်တော်တို့ကိုသင်ချပေးနေတယ်အဲ့ဒီချမ်းပိုက်လေးအထက်မှာငါဒီတင်တို့ကိုချစ်တဲ့ကဲ့သို့တင်တို့ဒီလည်းအချင်းချင်းချစ်ကြလောချစ်ချင်းမြတ်တာကိုစကားလုံးနဲ့ပြရမှာမဟုတ်ဘူးဟောပြောမှုတွေကနေပြရမှာမဟုတ်ချစ်ချင်းမြတ်တာကိုလက်တွေ့ဘဝမှာပြသရမှာဖြစ်ကိုဘာတွေစွန့်လွတ်လဲကိုဘာတွေပေးနေလဲကိုဘာတွေပေးဆက်နေလဲအဲ့ဒီပေးဆက်မှုကချစ်ချင်းမြတ်တာရဲ့တတ်သိဖြစ်တယ်ဒါကြောင့်ဒီကနေ့သခင်ခရစ်တော်လိုရှိတဲ့အတိုင်းချစ်ချင်းမြတ်တာဆိုတာကိုစကားလုံးတွေအားဖြင့်မဟုတ်ဘဲနဲ့ကိုယ့်ရဲ့လက်တွေ့ဘဝအားဖြင့်တတ်သိပြနိုင်တဲ့ပုဂ္ဂိုလ်တွေတမန်တော်ကြီးရှင်မာတိယကဲ့သို့ကိုယ့်ရဲ့ရလာတဲ့နေရာကဘုရားရှင်ရဲ့ကျေးဇူးတော်ကြောင့်နဲ့ကိုယ်ဘေးနားမှာရှိတဲ့သူတွေရဲ့စူထောင်းပေးခြင်းပူပန်းပါဝင်ပေးခြင်းလှုပ်ဆောင်ပေးခြင်းကြောင့်ဖြစ်တယ်ဆိုတာကိုအမြဲတမ်းသတိရပြီးတော့ကိုယ်နေရာရလာတဲ့ခါမှာကိုယ့်ကိုကူညီခဲ့တဲ့သူတွေအကုန်လုံးကိုပြန်လဲပြီးတော့ကြည့်ရှုပြီးတော့ကူညီပေးမှနိုင်တဲ့ပုဂ္ဂိုလ်တွေဖြစ်နိုင်အောင်ဘုရားရှင်စီကနေကျေးဇူးတော်ကိုတောင်းခံရင်းနဲ့ကြိုးစားသွားကြပါစို့ခမည်းတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်၏နာမတော်မြတ်၌အာမင်ဒီတစ်ပတ်အတွက်ရဟန်းမင်းကြီးရဲ့သတင်းစကားကဏ္ဍမှာတော့ဘုရားမင်းကြီးလီယို14သည်အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းအများပြည်သူနှင့်တွေ့ဆုံခြင်းတွင်ဒုတိယဗာတီကန်ကောင်စီစာရန်တစ်ခုဖြစ်သော Lumen Gentium အကြောင်းကိုရှင်းပြသွန်သင်ခဲ့ပါသည်ဧဝံဂေလိတရားတော်ကိုဟောပြောရန်ခရစ်တော်မှဆင်းသက်လာသောသာသနာတော်၏အထက်အောက်စီမံခန့်ခွဲမှုဘုရားမင်းကြီးလီယို14သည်အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းအများပြည်သူနှင့်တွေ့ဆုံခြင်းတွင်ဒုတိယဗာတီကန်ကောင်စီစာရန်တစ်ခုဖြစ်သောဒေါကမာဆိုင်ရာဖွဲ့စည်းပုံအခြေခံဥပဒေ Lumen Gentium ၏တတိယမြောက်အခန်းကိုရှင်းပြသွန်သင်ရင်းဧဝံဂေလိတရားဟောပြောခြင်းတွင်သာသနာတော်၏အထက်အောက်စီစဉ်မှု hierarchy ၏အနှစ်သာရနှင့်သဘာဝကိုပြန်လည်သုံးသပ်ဝေမျှခဲ့ပါသည်။ရမင်းကြီးသင်ကြားပို့ချမှုတွင်ဒုတိယဗာတီကန်ကောင်စီစာရန်သည်သာသနာတော်၏အထက်အောက်ပုံသဏ္ဍာန်မလှည့်ပြောင်းမီသာသနာတော်၏အနှစ်သာရကိုဘုရားသခင်၏လူမျိုးတော်အဖြစ်ဦးစွာစဉ်းစားခဲ့ကြောင်းပြန်လည်သတိပေးခဲ့သည်။သာသနာတော်၏အထက်အောက်ဖွဲ့စည်းမှုသည်ဘုရားသခင်၏လူမျိုးတော်နှင့်ပတ်သက်၍နောက်မှပေါ်ပေါက်လာသည့်အရာမဟုတ်ဘဲသာသနာတော်စတင်ပေါ်ပေါက်ချိန်ကတည်းကပါရှိလာခဲ့သည့်အခြေခံကျသောရှုထောင့်တစ်ခုဖြစ်ကြောင်းယေရှုသခင်၏ပထမဦးဆုံးသောတပည့်တော်များဖြစ်သည့်တမန်တော်ကြီးများသည်ခရစ်တော်၏ပါစကာနှင့်နေရာခန္ဓာပါစကာမစ္စတရီအဖြစ်ကယ်တင်ခြင်းခံရသူများ၏လူအဖွဲ့အစည်းကိုဖွဲ့စည်းခဲ့ကြပြီးထို့ကြောင့်ကိုတော်ကသူတို့အားလောကအတွက်ကယ်တင်ခြင်းနည်းလမ်းအဖြစ်ထူထောင်ခဲ့ခြင်းဖြစ်သည်သာသနာတော်၏အထက်အောက်ဖွဲ့စည်းပုံသည်လူမှုရေးအဖွဲ့အစည်းတစ်ခုအဖြစ်သာသနာတော်၏ပြည်တွင်းစီမံခန့်ခွဲမှုအတွက်လှုပ်ဆောင်ပေးရသည့်လူသားတို့ဖန်တီးထားသောအရာမဟုတ်ကြောင်းခရစ်တော်ကတမန်တော်များအားပေးအပ်ခဲ့သောသာသနာလုပ်ငန်းကိုကဘာကုန်သည့်အထိဆက်လက်လှုပ်ဆောင်ရန်ရည်ရွယ်သည့်ဖျားသခင်ထူထောင်ထားသောအဖွဲ့အစည်းဖြစ်ကြောင်းဒုတိယဗာတီကန်ကောင်စီကသင်ကြားပေးပါသည်ကက်သလိတ်သာသနာတော်တွင်အဖွဲ့ဝင်အားလုံး၏စည်းလုံးညီညွတ်မှုသာသနာပြုခြင်းနှင့်တန်ရှင်းစင်ကြယ်စေခြင်းတို့ဖြင့်အကျိုးပြုသည့်အထက်အောက်ဖွဲ့စည်းမှုရှိကြောင်းတမန်တော်ကြီးများသည်ယေရှုရှင်သခင်၏ကယ်တင်ခြင်းဆိုင်ရာသွန်သင်ချက်များကိုသစ္စာရှိစွာစောင့်ရှောက်ရန်ခေါ်တော်မူခြင်းခံရသည့်အတွက်သူတို့သည်ခရစ်တော်ပြန်လည်ကြွလာသည့်အထိသိုးရင်းလုပ်ငန်းကိုဆက်ခံမည့်သူများမှတဆင့်သာသနာတော်ကိုဆက်လက်တန်ရှင်းစေရန်လမ်းညွှန်ရန်နှင့်သွန်သင်ရန်သူတို့၏ဓမ္မအမှုတော်များကိုလွှဲပြောင်းပေးခဲ့ကြသည်ဒုတိယဗာတီကန်ကောင်စီသည်သာသနာတော်၏အပြင်ပန်းပုံသဏ္ဍာန်ကိုတင်ပြရုံသာမကသာသနာတော်၏အခြေခံကျသောဖွဲ့စည်းပုံကိုရှင်းပြရန်ကြိုးပမ်းခဲ့ခြင်းဖြစ်သည်ဟုရဟန်းမင်းကြီးကမိန့်ကြားခဲ့သည် Lumen Gentium သည်ဓမ္မအမှုတော်ဆောင်သို့မဟုတ်အထက်အောက်စီမံဖွဲ့စည်းမှုဆိုင်ရာယဟန်ပရောဟိတ်အရာ Ministerial Priesthood ကိုအလေးပေးထားပြီး၎င်းသည်ဘာသာသူများ၏ဘုံပရောဟိတ်အရာနှင့်အနှစ်သာရရောအဆင့်အတန်းမှာကွဲပြားခြားနားသည်စေကြောခြင်းခံယူထားသောခရိယန်အလုံးသည်ခရစ်တော်၏တခုတည်းသောပရောဟိတ်အရာတွင်ပါဝင်ကြတော်လဲဓမ္မအမှုတော်ဆောင်ယဟန်ပရောဟိတ်အရာကိုအနှင်းခံရသူများသည်သာသနာတော်ကိုအကျိုးပြုရန်အတွက်မြင့်မြတ်သောအခွင့်အာဏာကိုရရှိထားကြကြောင်းယဟန်မင်းကြီးကမိန့်ကြားခဲ့သည်ဆရာတော်ကြီးများယဟန်တော်များနှင့်ဒီကယ်များသည်လူတိုင်းကယ်တင်ခြင်းသို့ရောက်ရှိနိုင်စေရန်အတွက်ဖျားသခင်လူမျိုးတော်ကိုထူခြားသောနည်းလမ်းဖြင့်အလုပ်အကျွေးပြုရန်တာဝန်တစ်ခုစီကိုထမ်းဆောင်ကြရသည်သာသနာတော်၏အထက်အောက်ဖွဲ့စည်းမှုသည်အတွင်းပိုင်းဖြစ်တည်မှုတစ်ခုဖြစ်သလိုအလုပ်ကျွေးပြုရန်အတွက်တမန်တော်များ၏သာသနာပြုလုပ်ငန်းကိုအပြင်ပန်းအားဖြင့်ဖော်ပြချက်လည်းဖြစ်ကြောင်းထို့ကြောင့်လည်းခရစ်တော်က
ကိုရောသာသနာတော်ထံလွှဲပြောင်းပေးအပ်ခဲ့သောယုံကြည်ခြင်းဒဏများစာနမူနာများပညာချက်များနဲ့အထူးကျေးဇူးများကိုမပြောက်ပြည့်စေဘဲအကျိုးရှိစွာလက်ဆင့်ကမ်းနိုင်ရန်ပြန့်ပွားစေရန်အတွက်ခရစ်တော်၏မေတ္တာတော်မှဆင်းသက်လာသောအမှန်တရားအဖြစ်အထက်အောက်စီစဉ်ဖွဲ့စည်းမှုကို Saint Paul VI ကတင်ပြခဲ့ခြင်းကိုကျွန်ုပ်တို့နားလည်နိုင်ပါသည်။ဏိဂုံးချုပ်အနေဖြင့်ရဟန်းမင်းကြီးလီယိုကသာသနာတော်အတွက်ဧဝံဂေလိမေတ္တာနှင့်ပြည့်ဝပြီးနေရာအနှံ့အပြားတွင်တတ္တိရှိသောသာသနာပြုများဖြစ်လာမည့်ဓမ္မအမှုတော်ဆောင်များကိုဖျားသခင်ဆေလွတ်ပေးသနာတော်မူပါရန်ဆုတောင်းပေးခဲ့ခြင်းဖြင့်ဏိဂုံးချုပ်ထားပါသည်။ဘေးအန္တရာယ်ကြုံတွေ့နေရသူများအတွက်ပို့အပ်သောဆုတောင်းမေတ္တာ။အိုသနာဂရုဏာရှင်ဖခမည်းတော်ဖျားကိုရောသည်သားသမီးတို့ကိုအမြဲမပြတ်စောင့်ရှောက်လျက်ရှိသည်ကိုယုံကြည်ကြပါ၏။သားသမီးတို့ကြုံတွေ့နေရသောသဘာဝဘေးအန္တရာယ်များနှင့်စစ်မှတ်အန္တရာယ်ဘေးများကြားမှကိုရောရှင်သနာဂရုဏာတော်ဖြင့်ထူမပေးတော်မူပါ။သားသမီးတို့သည်ခွန်အားကုန်ခန်း၍အကြိမ်ကြိမ်လဲကြလျက်ရှိကြပါ၏။ကိုရောရှင်မှလွဲ၍မြည်သည့်အရာမှအားကိုးစရာမရှိပါသောကြောင့်သားသမီးတို့လိုအပ်နေသောစိတ်ဓာတ်ခွန်အားနှင့်ကာယခွန်အားကိုဖြည့်ဆည်းပေးတော်မူပါလိုအပ်နေသောဆေးဝါးများအစားအစာများရေနှင့်အသုံးအဆောင်များစောင့်ရှောက်မှုများနှင့်ကယ်ဆယ်မှုများကိုအမှန်တကယ်လိုအပ်နေသောသားသမီးများထံသို့ချောမောစွာရောက်ရှိနိုင်ရန်ကိုရောရှင်၏ကာကွယ်စောင့်ရှောက်မှုဖြင့်ပို့ဆောင်ပေးတော်မူပါသားသမီးတို့၏ဘဝနေထိုင်မှုတွေအထူးလိုအပ်နေသောဘေးကင်းလုံခြုံမှုနှင့်အတွင်းစိတ်၏ငြိမ်သက်ခြင်းကိုလည်းကိုရောရှင်ပေးသနာတော်မူပါပါဝင်လှူဒန်းကြသောအလှူရှင်များအားလုံးကိုလည်းဘေးကင်းလုံခြုံသောဆုကျေးဇူးနှင့်အတူအစတရားမကသောကောင်းကြီးကျေးဇူးများနှင့်ပြန်လည်၍သွန်လောင်းချပေးသနာတော်မူပါမိမိတို့၏အသက်ကိုပဓာနမထားဘဲစွန့်လွတ်အနစ်နာခံပေးဆက်နေကြသောကိုရောရှင်မိန့်မှာခဲ့သည့်ငါ၏ညီကိုတို့ကိုပြုစုစောင့်ရှောက်ခြင်းသည်ငါကိုပြုစုစောင့်ရှောက်ခြင်းဖြစ်သည်ဟုကြမ်းကြက်ကိုစိတ်နှလုံးသွင်း၍ကယ်ဆယ်ပေးနေကြသောနှလုံးလှသူရဲကောင်းများကိုလည်းကောင်းကြီးပေးတော်မူပါကာကွယ်စောင့်ရှောက်တော်မူပါဘေးကင်းလုံခြုံစေတော်မူပါဤကဆိုးများကြောင့်တည်ဆုံးသွားကြသောသူရဲကောင်းတို့၏ဝိညာဉ်များနှင့်တိုင်းသူပြည်သားတို့၏ဝိညာဉ်များတို့ကိုလည်းကောင်းငင်ရွှေပြည်တော်ဝယ်လက်ခံတော်မူ၍သူတို့ပြုမိသမျှအပြစ်အနာစာများကြံရှိနေပါလျင်ကိုရောရှင်၏သနာဂရုဏာတော်ဖြင့်ခွင့်လွှတ်ပေးတော်မူပါဤအမှောင်ဆုံးအချိန်ကာလကြီးကိုအမြန်ဆုံးကျော်ဖြတ်နိုင်ကြ၍အေးချမ်းသာယာဝပြောသောနိုင်ငံအသစ်နှင့်အတူစစ်မှန်သောငြိမ်းချမ်းသာယာခြင်းကိုလည်းပေးသနာတော်မူပါမည်အကြောင်းသားသမီးတို့တောင်းလျှောက်ကြပါသည်ဖျားအာမင်ဤတွင် Radio Veritas Asia အာရှသမတရားအသံလွှင့်ဌာနမှမြန်မာပိုင်းအစီအစဉ်များကိုအသံလွှင့်လို့ပြီးပါပြီ။သောတာရှင်အပေါင်းဖျားရှင်၏ကောင်းကြီးမင်္ဂလာကျေးဇူးတော်များကြွယ်ဝဆုံးလင်းစွာခံစားကြရလျက်အန္တရာယ်ခတ်သိမ်းဘေးရန်ခတ်သိမ်းငြိမ်းကြပါစေ။ဒုက္ခချမ်းသာများနှင့်ပြည့်စုံနိုင်ကြပါစေ။